အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရတရားမဝင်အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီအတူရောင်ရွေးကောက်ပွဲနဲ့ဆက်လင်း၍အကြမ်းဖက်စစ်အုပ်စု၏လက်ရှိပြင်ဆင်ဆောင်ရွက်နေမှုများအပေါ်သဘောထားထုတ်ပြန်ချက်ရက်စွဲ2024ခုနှစ်ဒီဇင်ဘာလ24ရက်အပိုက်တဲ့မြန်မာနိုင်ငံတွင်ပြည်သူလူထုအသိမှတ်ပြုသောရွေးကောက်တင်မြှောက်ခဲ့သည့်2020ခုနှစ်ရွေးကောက်ပွဲရလဒ်သည်ယနေ့ကာလအထိတရားဝင်ဖြစ်သည်အကြမ်းဖက်စစ်အုပ်စုသည်2020အထွေထွေရွေးကောက်ပွဲရလဒ်အားဥပဒေမဲ့အာဓမ္မဖျက်သိမ်းပြီးနိုင်ငံတော်အာဏာကိုတရားမဝင်ရောက်ရန်ကြိုးစားနေသောအဖွဲ့အစည်းသာဖြစ်သည်ဖြင့်ရွေးကောက်ပွဲတရက်အားဦးစီးကျင်းပပိုင်ခွင့်မရှိပါပြုလုပ်ခဲ့ပါကလည်းရင်းရွေးကောက်ပွဲသည်မြန်မာစစ်တပ်အာဏာဆက်လက်ရယူနိုင်ရေးအတွက်ဟန်ပြပြုလုပ်မည့်တရားဝင်မှုမရှိသည့်အတူရောင်ရွေးကောက်ပွဲသာဖြစ်မည်အပိုင်းနှစ်အကြမ်းဖက်စစ်အုပ်စုသည်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ပါပြဋ္ဌာန်းချက်များကိုချိုးဖောက်ခဲ့သောကြောင့်အဆိုပါအခြေခံဥပဒေသည်ပယ်ဖျက်ခဲ့ပြီးဖြစ်သလို2021ခုနှစ်မတ်လ31ရက်နေ့တွင်2020ရွေးကောက်ပွဲရလဒ်အရပေါ်ပေါက်လာသည့်ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကလည်းပြည်သူလူထုလက်မခံသော2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြည့်အစုံဖျက်သိမ်းခဲ့ပြီးဖြစ်သည်အပိုက်3ယခုချိန်သည်ပြည်သူလူထုထောက်ခံသောနိုင်ငံရေးပါတီများသည်နီလန်ပေါင်းစုံဖြင့်မတရားဖိနှိပ်ခံရခြင်းမြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေသောခုခံတွန်းလှန်စစ်ထိုးစစ်များကြောင့်စစ်ပေးရှောင်ဥယေတိုးပွားလျက်ရှိသလိုအခြားမြို့ရွာအသီးသီးတွင်လည်းအသက်16နှစ်မှ35နှစ်အတွင်းရှိလူငယ်အများစုမှာအကြမ်းဖက်စစ်တပ်၏အာဓမ္မစစ်သားစုဆောင်းရေးအစီအမံနှင့်မတရားဖမ်းဆီးစစ်မှုထမ်းခိုင်းမှုများကြောင့်အရရက်သို့ထွက်ပြေးတိမ်းရှောင်နေရခြင်းတော်လှန်ရေးအင်အားစုများကမြို့နယ်ပေါင်း90မြို့နယ်အားသိမ်းပိုက်ထားပြီးဧရိယာအဖြစ်မြန်မာတနိုင်ငံလုံး၏90%ကျော်အားစိုးမိုးထိန်းချုပ်ထားခြင်း BBC ထုတ်ပြန်ချက်အရမြန်မာတနိုင်ငံလုံးတွင်အကြမ်းဖက်စစ်အုပ်စုကအပြည့်အဝထိန်းချုပ်ထားနိုင်သည့်ဧရိယာမှာ21%သာရှိတော့ခြင်း2024ခုနှစ်အောက်တိုဘာလတွင်အကြမ်းဖက်စစ်အုပ်စုကပြုလုပ်ခဲ့သောဟန်ပြသကောင်စင်းကောက်ယူမှုတွင်မြို့နယ်80ခန့်ကိုသာဆောင်ရွက်နိုင်ခဲ့ပြီးတနိုင်ငံလုံး၏လူဦးရေစင်းကိုကောက်ခံနိုင်ခြင်းမရှိခြင်းစသည်တို့သည်ထည့်သွင်းစဉ်းစားရမည့်မြေပြင်အခြေအနေမှန်များဖြစ်သည်အပိုက်လေးဤကဲ့သို့အခြေအနေများတွင်ပြည်သူလူထုအားလက်နက်ဖြင့်ချင်းချောက်၍အာဓမ္မမဲထည့်ခိုင်းပြီးမတမာသောနီလန်ပေါင်းစုံဖြင့်မဲစင်းများနှင့်မဲရလက်များလိမ့်လည်လှုပ်ဆောင်နိုင်မည့်အခြေအနေဂုံတိတ်ခါရှိသောလွတ်လပ်သည့်နိုင်ငံတကာနှင့်ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်များမဆောင်ရွက်နိုင်သောအခြေအနေတို့တွင်အာဓမ္မလှုပ်ကြံကျင်းပမည့်ဟန်ပြရွေးကောက်ပွဲသာဖြစ်လာမည်ဖြစ်သည်အပိုင်ငါနွေဦးတော်လှန်ရေးသည်အကြမ်းဖက်စစ်အုပ်စုထိန်းချုပ်ထားသည့်အဖွဲ့အစည်းတစ်ခုခုကအတူရောင်ရွေးကောက်ပွဲတစ်ခုကိုကျင်းပပြုလုပ်လိုက်ရုံဖြင့်ရပ်တန့်သွားမည်မဟုတ်တဲ့ကဲ့သို့ဤနီလန်သည်မြန်မာပြည်ထနာ၏ထွက်ပေါက်လည်းမဟုတ်ပါစစ်တပ်နိုင်ငံရေးတွင်ဆက်လက်ပါဝင်နေသမျှပြည်သူလူထုလိုလားသည့် Federal Democracy ပြည်ထောင်စုပန်းနိုင်နှင့်အလံဝေးနေအောင်မည်ဖြစ်ပြီးပြည်သူတော်လှန်ရေးသည်လည်းအရှိန်အဟုန်ဖြင့်ဆက်လက်တည်ရှိနေမည်ဖြစ်သည်အပိုက်6အကြမ်းဖက်စစ်အုပ်စုအပါအဝင်ပြည်ပအင်အားစုတစ်ခုခုကမြန်မာကံကြမ္မာကိုဝင်ရောက်ချဲ့လဲခြင်းအဆုံးဖြတ်ပေးခြင်းကိုလက်ခံမည်မဟုတ်တဲ့ကဲ့သို့မြန်မာနိုင်ငံ၏ခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးကိုမြန်မာပြည်သူလူထုလူလားလက်ခံသည့်ပုံစံဖြစ်သာမြန်မာများကိုယ်တိုင်ကမကထပြုဆောင်ရွက်သွားရမည်ဖြစ်သည်တော်လှန်ရေးကပြဋ္ဌာန်းထားသော Federal Democracy ပြည်ညင်နှင့်အညီ Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်စစ်အာဏာရှင်စနစ်အပါအဝင်အာဏာရှင်စနစ်ဟုသမျှချုပ်ငြိမ်းပြီးရေရှည်တည်တံ့သောငြိမ်းချမ်းမှုဖော်ဆောင်နိုင်ရေးအတွက်မြန်မာပြည်သူလူထုကိုယ်တိုင်ရွေးချယ်သည့်နည်းလမ်းများဖြင့်အောင်မြင်သည့်အထိဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကျွန်ုပ်တို့၏သဘောထားကိုထုတ်ပြန်ကြေညာအပ်ပါသည်တော်လှန်ရေးသက်စာဖြင့်တရားမဝင်အတူရောင်ရွေးကောက်ပွဲစန့်ကျင်ပူးပေါင်းလုပ်ငန်းကော်မတီအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့်အမျိုးသားညီညွတ်ရေးအစိုးရ